ဒါကိုဒီလိုဆွဲပြီးပါနော်အဲ့ဒါလည်းခဏပြောပါရယ်ပြီးဒီနားလေးမှာ Wi-Fi ရပါတယ်1နဲ့ quality နဲ့ပြီးရင်ဒီတော့ကိုဒီလိုလေးစားမယ်အခုတချို့လေဆရာမမှာ remake တက်သွားတယ် basic ကိုဒါအောင်သွားတင်နေတယ်ကိုမတင်တဲ့ basic တော့မတင် तू ကဘာမှလည်းစားကြမလို့ဝစ်ကြည့်ပါနော်အဲ့ဆိုအဲ့လိုဖြစ်သွားပြီဆိုဆရာမကဘာလေးတိုင်းတော့လဲဂျိုင်းတိုင်းမယ်နော်ဂျိုင်းတိုင်းမယ်ဆိုတော့1 2 3 4 5 6 9 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
လောက်ရှိတယ်နော်တက်ရင်တော့အတူတူပဲတက်ပြီးတခါနေကျတော့ဆီယမတို့ဒီကအပွားလိုက်ထုတ်တော့မယ်ဆိုလို့ရှိရင်ဂျိုင်းကိုပို့ပြီးတော့ချက်လိုက်တယ်ပေါင်းလိုက်တယ်အဲ့တော့ဒီတိုင်းပဲထုတ်မယ်ဟုတ်နော်ဒါပေမဲ့တမီးတို့ပြရမှာကတို့ဒီပတ်တန်ဒီပါလေလက်ဆက်နော်တမီးတို့ပြောလို့လက်ဆက်လာပါဆိုဂျိုင်းကို၄ရောက်ပေါင်းတာလက်ပြတ်တော့မဟုတ်ဘူးလက်ပြတ်ဒါပေမဲ့အခုဒီလက်ပြတ်ပြီဆိုလို့ရှိရင်ဆီယမတို့ကဘယ်လိုလဲဆိုဒီဟာပခုံးကိုကျင်းထက်ကျင်းလို့ရတယ်ပြီးရင်သူ့ရဲ့အောက်ကိုဒီလိုချောင်းရတာမှာဂျိုင်းမကျင်းဘူး ခေါင်းဆွဲတော့အောက်မှာရောက်နေတယ် ဂျိုင်းကအောက်ကိုသာခိုက်သွားတာဂျိုင်းဟောက်မှမဖြစ်နေအဲ့ဒီမကွာတာလို့ပြရအရမ်းပါလေနော်အဲ့ဆိုဆီယမတို့သူ့အဲ့လိုဖြစ်သွားဆိုအဲ့ဆိုဆီယမတို့ကဒီလေကျရဆိုတော့ဒီကနေယူလိုက်တာနော်ယူပြီးတော့ဆီယမတို့ဘယ်နှပုံပုံလိုက်တာလဲ၃ပုံပုံလိုက်တာဟုတ်ပြီအဲ့ဒီရလာတဲ့၃ပုံပုံမှာတစ်ပုံလေးကိုအပေါ်လေးကိုတက်ပေးလိုက်ရှင်းတယ်နော်အဲ့ဒါဆိုတော့ဒီနားလေးမှာ၃ပုံပုံတစ်ပုံတက်ပေးလိုက်မယ်ဒါတော့ဘယ်ရရမှမသိမှဆိုရင်နော်တစ်ပုံတက်ပေးလိုက်မယ်ပြီးတော့ရေးဆီယမတို့ကဟို basic လေးပြပြကြည့်နော်တမီးရရပြီဆိုတော့အဲ့ဒါလေးကိုဆီယမတို့ကကတ်ကလေးနဲ့နောက်ဆုံးပုံလေးကိုလှမ်းပြီးတော့ဒီလိုလေးဆက်လိုက်ဟုတ်ပြီနော်ပြီးရင်ဆီယမတို့အမှကြည့်ထားတော့မယ်သူကဆီယမတို့လုပ်ထားတဲ့ဒီဘက်မှာဗာလေးရှိနေလဲဆိုလို့ရှိရင်ဒီဟာလေးရှိတယ်နော်စတားလေးပြတာအဲ့တော့ပုံဆွဲမှသိနေတယ်ဒီမမီဒီယာဘယ်လောက်လေးရှိလဲဆို18.8ရှိတယ်ပေါင်းကြည့်လိုက်နော်စားကြည့်လိုက်နော်18.8ကလေးကိုဆီယမတို့